မင်္ဂလာပါအခုဒီဗီဒီယိုမှာဆိုလို့ရှိရင်ထပ်ပြီးတော့ဒီ permutation combination ပုံစံတစ်ပုဒ်ကိုထပ်ပြီးအမှားနဲ့အတူထွက်သွားမှာဖြစ်တယ်ဆိုတော့မေးခွန်းကဒီမှာမေးခွန်းကဆိုလို့ရှိရင် there are 10 boards in a bag numbered from 1 to 10အမှားတို့ဒီမှာအဲ့ထဲမှာပါရှိတယ်ဘောလုံး10လုံးရှိတယ်အဲ့ဒီဘောလုံး10လုံးကိုအမှားတို့ဒီ numbered အနေနဲ့ဆိုလို့ရှိရင်နဲ့ဘောလုံး1ဘောလုံး2ဘောလုံး3ဘောလုံး4ဘောလုံး5ဘောလုံး6ဘောလုံး7ကနေ10ဒီအမှားတို့ဒီ number လောက်ထားတယ်ပေါ့ပြောချင်တာကဒီဘောလုံး10လုံးရှိတယ်အဲ့ထဲမှာ3 balls are selected okay ဒီမှာ main point 3 balls are selected ဘောလုံး3လုံးကိုရွေးပါတယ် at random ချကောက်တယ်အဲ့အချိန်မှာ how many different ways are there of selecting the 3 balls အမှားတို့ဒီဘောလုံး3လုံးကို choice လုပ်တဲ့အချိန်မှာအမှားတို့ဒီ way selection ways တွေဘယ်နှခုရမလဲပေါ့နော်ဆိုတော့ဒီပုံစံကိုအမှားတို့ combination permutation ကိုသုံးပြီးဖြည့်ရှင်းရမယ်ဆိုရင်ဒီပုံစံရဲ့ထုံးစံအတိုင်းအမှားတို့ကဘာကိုအရင်လုပ်ရမလဲဆိုရင်ဒီပုံစံဒီ permutation လား combination လားကိုအမှားတို့အရင်ဆုံးခွဲမယ်အဲ့တော့ combination လား permutation လားအရင်ဆုံးခွဲမယ်ဆိုလို့ရှိရင်အဓိကကြည့်ရမှာဒီပုံစံဒီ order အရေးကြီးလား order အရေးမကြီးဘူးလားအမှားတို့သိရမှာပေါ့နော်ဆိုတော့ထားပါတော့ဘောလုံး number 1 2 3 4 5 6 7တော်ထားပါတော့အမှားတို့ဘောလုံး number 10ထိရှိမှာပဲထားဟုတ်ပြီအဲ့ထက်မှာမှတော့ဘောလုံး3လုံးကိုကောက်မယ်โอเคအမဒီတစ်ချိန်ကောက်လိုက်တဲ့အချိန်မှာဘောလုံး3ကိုပထမအနေနဲ့ရတယ်ဘောလုံး6ကိုဒုတိယတစ်ချိန်အနေနဲ့ရတယ်ဘောလုံး1ကိုတတိယအချိန်အနေနဲ့ရတယ်ဒါဒီ3လုံးကောက်တာနောက်ထပ်ပြီးတော့ကောက်လိုက်တဲ့အချိန်မှာဘောလုံး1ကိုပထမဆုံးတစ်ခုအနေနဲ့ရတယ်ဘောလုံး3ကိုဒုတိယအချိန်အနေနဲ့ဒုတိယဘောလုံးအနေနဲ့ရတယ်ဘောလုံး number 6ကိုတတိယဘောလုံးအနေနဲ့ရတယ်โอเคအဲ့ဆိုရင်ဒီမှာရှိတဲ့361နဲ့136ဆိုတဲ့ဒီဘောလုံးတွေကိုအမတို့ဒီနှစ်ကြိမ်ကောက်တဲ့နေရာနဲ့ရတယ်ဆိုတော့ဒီနေရာမှာအမတို့ order အရေးကြီးတာမကြီးတာကိုကြည့်မယ်ဘောလုံး number 3ကိုအရင်ရတယ်ဘောလုံး number 6ကိုအရင်ရတယ်ဘောလုံး number 1ကိုနောက်ဆုံးအနေနဲ့ရတယ် okay နောက်တစ်ခုမှာဘောလုံး number 1ကိုအရင်ရတယ်ဘောလုံး number 3ကိုဒုတိယအနေနဲ့ရတယ်ဘောလုံး number 6ကိုတတိယတစ်ခုအနေနဲ့ရတယ်ဆိုတော့ဒီနှစ်ခုမှာဒီဘလောက်ဒီလိုမျိုးဒီဘောလုံး3ခုကိုဒီဘယ်လိုမျိုး order နဲ့ပဲရပါစေနောက်ဆုံး result ဒီဘယ်လိုရသွားလဲဒီဘောလုံး1ဘောလုံး number 1ဘောလုံး number 3ဘောလုံး number 6ကိုပဲရသွားဖြစ်တယ်ဒီဘောလုံး3လုံးကိုပဲ choice လုပ်လိုက်ရတဲ့ selection ဖြစ်တယ်ဆိုတော့ဒီမှာဒီအမတို့ order အရေးမကြီးတော့ဘူးနောက်ဆုံးဒီဘောလုံး3လုံးကိုပဲရသွားတာအဲ့တော့ကျတော့ဒီ case ဒီ order အရေးမကြီးတဲ့ case ဖြစ်တယ်ဒါကြောင့်ဒီဟာဒီအမတို့ဘာပုံစံလဲဆိုရင် combination ပုံစံဖြစ်ပါတယ်အဲ့တော့အမတို့ဒီ combination ပုံစံဆိုတော့အမတို့ဘာနဲ့တွေ့ကြမလဲ combination ပုံစံဆို combination formula ရှိတယ်ဘာလဲဆိုရင် NCR is equal to n factorial by r factorial into n minus r factorial ဟုတ်ပြီ formula သိသွားပြီဒါဆိုရင်အမတို့ n ဘယ်လောက်လဲ r ဘယ်လောက်လဲပုံစံမှာဆက်ကြည့်မယ်အမတို့ n ဒီ total ဒီ10 balls ရှိပါတယ်ဒီဘောလုံး10လုံးရှိတယ်အဲ့တော့ကျတော့အမတို့ n ဒီဘယ်လောက်လဲ10 okay r ကရောဘယ်လောက်လဲR ဒီမှာ3 balls are selected အမတို့ပါလေဘောလုံး3လုံးကိုရွေးတယ်အဲဆိုရင်အမတို့ R ဒီဘယ်လောက်လဲ3ဖြစ်တယ်ဆိုတော့ဒီအပေါ်မှာဒီ N10 R3 နဲ့အမတို့တွက်ရမယ်ပေါ့နော်အဲ့တော့အမတို့ပုံသင်နည်းဖြစ်တဲ့ N က10 R က3ကိုပုံသင်နည်းဖြစ်တဲ့ NCR is equal to n factorial by r factorial into n minus r factorial မှာအစားသွင်းရမယ်ဆိုတော့ 10c3 is equal to 10 factorial by 3 factorial into 10 minus 3 factorial ဒါဆိုရင်10 factorial 10 factorial ပဲဒီမှာ3 factorial ရှိမယ်10 minus 3ဆိုတော့ဘယ်လောက်ကျန်မလဲ7 factorial ကျန်မယ် okay ဒါဆိုလို့ရှိရင်အမတို့10 factorial ဆိုတာ10 9 8 7 6 5 4 3 2 1ဒါတွေကိုမျှအောင်ပါဗောနော်အဲ့လိုပဲ3 factorial ခဏဒီတိုင်းထားလိုက်အောင်7 factorial ဆိုတာ7 6 5 4 3 2 1ဒါတွေကိုမျှောက်တာပေါ့ဆိုတော့အမတို့ကဒီအတွဲလိုက်ကြည့်ရဒီမှာခြေပလိုက်လို့ရပြီအဲ့ဒါဆိုလို့ရှိရင်နောက်ဆုံးဘယ်လောက်ကျန်မလဲဆိုရင်10 9 8ဆိုတာကျန်မယ်အောက်မှာ3 factorial ဆိုတာကျန်မယ် okay 3 factorial ဆိုတာဘာလဲ3 factorial ဆိုတာ3 into 3 to 1ဟုတ်တယ်နော်အဲ့တော့အပေါ်က numerators အနေနဲ့ပိုင်းဝေမှာအမတို့ဘယ်လောက်ရမလဲဒီ920ရမယ်ပိုင်းခြေမှာ3 to 1ကိုမြှောက်တာဆို6ရမယ်အဲ့တော့အမတို့ finally ဘယ်လောက်ရမလဲ
920ကို6နဲ့စာမှာဆိုတော့အမတို့120ရမယ်ဆိုတော့အမတို့ဒီဘောလုံးစိတ်လုံးတွေကဘောလုံး3လုံးကို choice လုပ်တဲ့အချိန်မှာအမတို့ ways တိုတယ်ဘယ်နှခုရနိုင်မလဲ120 ways ရမယ်ဟုတ်ပါပြီဒါကတော့ဒီ combination ပုံစံတစ်ခုကိုတွေ့ပြသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်